ရှင်နာတရားစကြောင်းလေးပါအေဟာဝတီမြေရောတစ်လျှောက်မှာအဖြစ်ဆိုးနဲ့တိုးခဲ့ကြတာဘဝပေါင်းများစွာကြည်ရှိရာကြားဘူးသူလည်းကြားဘူးကြမှာကိုဘုံကျွဲမမြစေရဲ့စခဲ့တဲ့အချစ်ရတွင်တွေတုံးရင်တပုတ်တော့မဟုတ်ဘူးလေယနေ့တက်တိုင်းတည်ရှိလို့နေမြတ်သိကျွန်းလို့အမိတွင်နေယနေ့ပွေစေသူ့ဘဝထဲမှာသဘုတရားကျိုးတွေယူနောင်လို့သာပြုံးပြုံခဲ့ကြသူနှစ်ခုပါ